Hi guys ရေဥကျော်စားဘူးပြီလားရေဥကျော်မစားဘူးသေးရင်တော့ဒီနေ့ရဲ့ဗီဒီယိုလေးကိုလိုက်ကြည့်ပေးပါရေဥကျော်က line ပေါ်မှာခက်စားနေတာတော်တော်ကိုတော့ကြာနေပြီ but ဘယ်မှာဝယ်ရမလဲဆိုတာကိုမသိဘူးဒီနေ့မှာတော့ဈေးထဲမှာရေဥကျော်လေးတွေးလိုက်ပါတယ်ပျော်တယ်ဆိုတာလေဘယ်လိုပျော်လို့ပျော်မှန်းလည်းမသိဘူးပြောပြလို့တော့မရအဲ့ဒါတွေးချင်းအဲ့စီကိုပြေးသွားပြီးတော့သွားကြည့်ရပါရေဥတကယ်ဟုတ်လားမဟုတ်လားပေါ့သူရဲ့ English နာမည်လေးကတော့ Wolffield လို့ခေါ်ပါတယ်ပြီးတော့သူရဲ့ texture လေးကပစွန်ဥလေးနဲ့တူပါတယ်သူ့မှာတော့အနက်ဆူဆူရွတွေတော့မရှိဘူးပုံမှန်အနက်လေးပါပဲပထမဦးဆုံးဝယ်လာတာဖြစ်တဲ့အတွက်တပူပဲအရင်စမ်းကြည့်ရမလားဒါမှမဟုတ်ရင်နဘူးစလုံးတစ်ခါလေးလောက်ရမလားအဲ့ဒါစဉ်းစားရင်နဲ့နောက်ဆုံးတော့နဘူးစလုံးလောက်လိုက်ပါတယ်ဘယ်စားတော့မဆိုတန်ဆေးလွန်ပေးဆိုတဲ့စကားအတိုင်းပဲသူ့ရဲ့ benefits ရှိတယ်လို့သူ့ရဲ့ drawbacks တွေလည်းပဲရှိပါတယ်အဲ့ဒါကြောင့်မို့အဲ့လည်းပဲ Google မှာသူ့ရဲ့အကြောင်းလေးတွေကိုရှာဖတ်လိုက်ပါတယ်သူ့မှာကတော့ vitamin ဓာတ်တုဓာတ်နဲ့ protein ဓာတ်တွေအများကြီးပါဝင်တဲ့အပြင်အမြင့်ဓာတ်နဲ့ vitamin B12 ပါဝင်ပါတယ်ပြီးရင် blood sugar level ကိုလည်းပဲထိန်းညှိပေးတယ်လို့ရေးထားပါတယ်သူ့ရဲ့ဘူးအခွန်မှာတော့ organicပြီးရင်တန့်စင်ပြီးသားလို့တော့ရေးထားပေမဲ့တေချာအောင်ထပ်ပြီးတော့ရေးဆေးလိုက်ပါတယ်သူ့မှာက protein ဓာတ်အများကြီးပါဝင်တဲ့အတွက်တက်လို့သမားတွေစားဖို့အတွက်သင့်တော်ပါတယ်ဟင်းချက်ရင်တန်လန်းအပြင်မှာမအော်ဘဲနဲ့အိမ်ထဲထိလာအော်တဲ့အကောင်လေးကိုလည်းသွားဆူရပါသေးတယ်ပထမဦးဆုံးပုံမှန်သူများတွေကြော်စားနေကြအတိုင်းကြော်စားကြည့်ပါမယ်အဲ့ဒီမှာကတော့အသင်းကျိတ်ပြီးသားကြက်သွန်ဖြူလေးရှိရဲ့အတွက်အဲ့ဒါလေးနဲ့ကြော်စားပါမယ်အဲ့ဖက်ကြီးရတဲ့လောက်သူ့ရဲ့အကြောင်းလေးကိုထပ်ပြီးတော့ပြောပြပါမယ်သူ့ကိုစားသုံးတဲ့အခါတတိထားရမယ့်အချက်တစ်ခုကတော့သူက protein ပါဝင်မှုများတဲ့အတွက်အလွန်အကျွံစားတောင်းမိရင်တော့တချို့လူတွေအတွက်ဓာတ်မတည့်မှု allergic reaction ဖြစ်နိုင်ခြေရှိပါတယ်အဲ့ဒါကတော့လူတစ်ယောက်နဲ့တစ်ယောက်မတူညီတဲ့အပေါ်မှာမူတည်ပြီးတော့ကွဲပြားသွားနိုင်တယ်လို့တော့ရေးထားပါတယ်ဆိုတော့သူ့ရဲ့အကြောင်းလေးကိုပို့ပြီးတော့သိချင်တယ်ဆိုရင်တော့ Google မှာသူ့အကြောင်းလေးကိုရှာပြီးတော့ဖတ်ကြည့်လို့ရပါတယ်ရှင်သူကအပူနဲ့ထိလိုက်တာနဲ့အစိမ်းရင့်ရောင်ပြောင်းသွားတာကိုတွေ့ရပါတယ်။ပုံမှန်အတိုင်းပဲစားနဲ့အရသာမုတ်ထည့်ပါမယ်။စားထည့်တဲ့အခါမှာတတိထားဖို့ပြောချင်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့စားထည့်လိုက်တာနည်းနည်းလက်လွန်ကျက်သွန်ဖြစ်သွားတယ်။ဒါပေမဲ့ထမင်းအဖြူနဲ့စားမယ်ဆိုရင်တော့အဆင်ပြေပါတယ်။မွေးနဲ့သူ့ရဲ့အရည်လေးတွေထွက်လာပါတယ်။အဲ့ဒီအရည်လေးတွေခံတဲ့အထိကြော်ပါမယ်။အခုဆိုရင်အရေလေးကတော်တော်လေးခန်းလာပါပြီခဏနေရင်ခွက်ထဲထည့်လိုက်ပါတော့မယ်ခွက်ထဲထည့်ပြီးရင်အိုးထဲမှာနည်းနည်းချန်ထားခဲ့ပါမယ်ကြက်ဥနဲ့ကြော်စားရင်ကောင်းတဲ့ဆိုလို့ကြံခဲ့တဲ့အကက်အသက်လေးထဲကိုစီလေးရဲ့ကြက်ဥလေးနှလုံးရဲ့စားရဲ့ကြက်သားမုတ်ရဲ့ထည့်ပြီးတော့ကြေသွားအောင်ကြမ်းလေးမှွေလိုက်ပါတယ်ပြီးရင်တော့ထမင်းကိုထည့်လိုက်ပါတယ်အဲ့ကတော့ကြက်ဥကြီးနဲ့မကြော်စားဖက်နဲ့ထမင်းလေးနဲ့ထည့်ပြီးတော့ကြော်စားကြည့်ပါမယ်ဒီ style ကတော့ကြော်စားနေကြထမင်းကြော် style ပဲဖြစ်ပါတယ်နောက်ဆုံးမှာတော့မြုပ်ကောင်းလေးနဲ့အုပ်လိုက်ပါမယ်ပြီးရင်နည်းနည်းပပမှွေပြီးတော့ခွက်ထဲထည့်လိုက်ပါမယ်အခုစားဖို့အတွက်အဆင်သင့်ဖြစ်ပါပြီရေဥအပြင်ဟင်းအကြံဖြစ်တဲ့လက်ဖက်ချက်သားနဲ့ထမင်းစားပါမယ်ဒါပေမဲ့ရေဥရဲ့အရသာလေးကိုပဲပြောပြပေးပါမယ်ချက်သွန်ဖြူလေးနဲ့ plain ကြော်ထားတဲ့ဟာလေးကပုံမှန်အရွက်ကြော်တွေကြော်စားသလိုမျိုးသူ့ရဲ့အရသာလေးကစိမ့်လေးနဲ့စားလို့ကောင်းပါတယ်ကြော်စားတယ်လို့မျိုးထမင်းကြက်ဥနဲ့ကြော်စားတဲ့ဟာလေးလည်းပဲတမျိုးစားလို့ကောင်းပါတယ်အဲ့ဒါကြောင့်မလို့ကြော်စားကြည့်ဖို့ပြောချင်ပါတယ်ထမင်းဖြူကြီးပဲပူနွေးလေးနဲ့စားကြည့်တာလည်းပဲစားလို့အရန်ကောင်းပါတယ်ဒီထဲမှာစားဖို့တဲ့သူရှိရင်အ
တွေ့ကြုံလေးကို comment ထဲမှာ share ပေးလို့ရပါတယ်နောက်ထပ်တင်စေချင်တဲ့ဗီဒီယိုလေးတွေရှိရင်လည်းပဲ comment ထဲမှာရေးထားပေးခဲ့လို့ရပါတယ်ရှင်ဗီဒီယိုလေးကိုကြည့်ရှုပေးတဲ့သူရောက်ချင်းဆိုင်ကိုကျေးဇူးအများကြီးတင်ပါတယ်နောက်ထပ်ဗီဒီယိုလေးတွေမှာထပ်ပြီးတော့တွေ့ကြပါမယ် bye